ဒီတစ်ခါမှတော့မေကနန်တိုစီတီမှာရှိတဲ့ဆမ်မွန်ဟုံးလို့ခေါ်တဲ့သူကတော့စားတောက်ဆိုင်လေးရဲ့ပေါ့နော်ဒီ traditional ပေါ့တဲခုကန်လေးရှိတဲ့နေရာလေးကိုသွားပြမှာပဲဖြစ်ပါတယ်ရှင်သူကတော့ရှီဟောင်းပေါ့နော်အဲ့လိုပုံစံလေးတွေနဲ့ပဲလေဆောက်လုပ်ထားတယ်နောက်ပြီးတဲ့ခါကျတော့ဒီတောင်ချေပေါ့အဲ့လိုမျိုးမှရှိတာဆိုတော့လေရာသီဥတုလေးကတော့အေးစိမ့်စိမ့်ကလေးနဲ့တာယာပြီးတော့ချစ်စပွဲလေးဖြစ်ပါတယ်ရှင်မေတို့ကဒီမှာပေါ့နော်မိသားစုပေါ့ family ပေါ့မေတို့ကိုဖိတ်တဲ့အကိုရဲ့မိသားစုနဲ့တူတူညစာစားခဲ့ပါတယ်ရှင်အဲ့ဒီနေရာလေးကသူကလေဒီထဲမှာ decoration တွေကအကုန်လုံးပစ္စည်းအဟောင်းတွေကြီးပဲရှင်အခုဆိုရင်တပ်ပြားလေးတွေပေါ့နော်အကုန်လုံးပေါ်မှာဆိုလို့ရှိရင်လည်းပန်ကားလေးတွေလို့ပစ္စည်းအဟောင်းလေးတွေကြီးပဲရှေးဟောင်းပစ္စည်းလေးတွေပေါ့ရေဒီယိုလေးတွေတီဗီထားဆိုချိန်ခွင်လေးပေါ့ဒါဆိုရင်နိုင်လေးပေါ့ဒီလိုမျိုးပစ္စည်းအဟောင်းလေးတွေနဲ့သူကdecorate လုပ်ထားပါတယ်ရှင်အစားအသောက်ကတော့သူကလေတကယ်ကိုပေါ့နော်တကယ်မျက်နှာချောင်းနာတကယ်ကိုကန်ကြီးနားမှာရှိတယ်ပေါ့နော်နေရာရက်ဒေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့ကတော့ငါအရန်စားကြတယ်ပေါ့နော်ကျန်တာကတော့ Chinese traditional တွေပါပဲရှင်ဒီမှာမေအကြိုက်ဆုံးကတော့ထမင်းပေါ့လေထမင်းကိုနှမ်းလေးနဲ့ဖြူပြီးတော့မှုန့်လေးဒါလေးကတော့သူတို့တဲခိုတဲ့နေရာလေးတွေပါအထဲထဲမှာဆိုလို့ရှိရင်လည်းသူကတကယ်ကိုအရင်တော့ငါ style လေးပေါ့ပစ္စည်းအဟောင်းလေးတွေနဲ့အဲ့လိုမျိုးပဲခင်းကျင်းပြီးတော့တဲခိုကန်လောက်ထားတဲ့နေရာလေးပါရှင်အဲ့တော့သူ့ကိုသွားလိုက်လို့ရှိရင်တော့မေတို့ကတကယ်ကိုပေါ့နော် old vibe ဆန်ပေါ့အဲ့လိုမျိုးလေးပေါ့အဲ့လိုမျိုးလေးတော့ခံစားရမှာပဲဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ရှုပေးတာကျေးဇူးတင်ပါတယ်ရှင်